အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ YouTube channel လေးရဲ့ကိုကူမာရီကိုပြန်လဲကြိုဆိုလိုက်ပါတယ်နော်ကိုကူမာရီမနက်ဖြန်ကျွန်တော်တို့6ရက်30ရက်6လနော်2025အတွက်ကိုကျွန်တော်ရရှိထားတဲ့လုံမှတ်အချင်းလေးနဲ့အောက်ွက်ကလေးတွေကိုလာရောက်မျှဝေပေးတာနော်ဒါကြောင့်မလို့ကိုကူမာရီကမနက်ဖြန်နေကမှာဗာလီထူရမယ်ဗာလီစောရမယ်ဆိုတာလေးကိုသိကျင်တဲ့ကူမာများတိုင်းကဒီဗီဒီယိုကိုပြီးစုအောင်ကြည့်ရှုသွားပြီနော်ကြည့်ရှုသွားတဲ့အကူမာများတိုင်းတူတယောက်ချင်းစီတိုင်းအတွက်ကိုလည်းလုံးဝအကျိုးရှိသွားစေရမယ်ဗျာနော်ကျွန်တော်တို့မနက်ဖြန်မှာလုံးဝလှလိုက်ယူအပွင့်ဝဲအောင်မြင်စေရမယ်နော်ကဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မနစ်ကတည်းကအကူမာများတိုင်းကကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပါဗျာနော် channel ကို subscribe နှိပ်ပြီးတဲ့အကူမာများတိုင်းကလည်းနော်ကူတူးတောက်တဲ့ရပါစေသိပါစေသဘောမထားဘဲနဲ့အများမြင်အများရပါစေအများတွေ့ပါစေအများသိပါစေဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ share လို့ရတဲ့နေရာလေးမှာ share သွားပေးမယ်မျှဝေလို့ရတဲ့နေရာလေးမှာမျှဝေသွားပေးမယ်နော်အများအားတွေ့ကျင်တဲ့အကူမများတိုင်းကကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတာနဲ့ဘေးကလိုဘယ်ခေါင်းလုံးလေးကိုနှိပ်ထားမယ်ဆိုရင်ကျွန်တော်တင်ပေးတဲ့ 2D နဲ့ပတ်သက်တဲ့အရာတိုင်းဗီဒီယိုတိုင်းကိုကူမာကြီးတွေ့ရှိရမယ်သိရှိရမယ်ဗျာနော်ကဲကျွန်တော်တို့လာမပဲမှာဒါမှပွဲမှာကိုယ့်အကူမတွေလုံးဝ share all တွေနဲ့နော် share ပေါက်ချင်တယ်ဆိုတဲ့အကူမများတိုင်းကမဖြစ်မနေကြည့်သွားပြီနော်ဗီဒီယိုကြည့်သွားတဲ့အကူမများတိုင်းလည်းလုံးဝအကျိုးရှိသွားစေရမယ်နော်ကဲကျွန်တော်ဇာရုပ်ပတ်တိလည်းတင်ပေးထားရနော်ကိုယ့်အကူမတွေမသိသေးတဲ့အကူမများတိုင်းကလည်းကျွန်တော်ရဲ့ channel ထဲမှာရှိပါလေဝင်ကြည့်လို့ရပါဗျာနော်ဒါလေးကအခုလာရောက်မျှဝေပေးတာကတော့ကိုယ့်ကိုမတွေအတွက်ကိုကျွန်တော်ကမနှက်ဖြန်အဖွင့်နေတနေ့ကုန်းစာအတွက်ကိုလုံးဝ share all share ထိုးရမယ် main ကွက်ကလေးတွေနဲ့ပတ်သီးလေးတွေဖြစ်တယ်နော်ဇာရုပ်ပတ်သီးဆိုတာတော့ကျွန်တော်တို့တနင်္လာနေ့ရနေပြီးတော့တနင်္လာအင်္ဂါပုတ်တူ3ရက်အတွင်းမှာတစ်ချိန်လုံးဝထွက်ကမယ်100ခိုင်နှုန်းစိတ်ချစောလို့ရမယ်ဇာရုပ်ပတ်သီးဗျာနော်ဒါလေးကတော့ကျွန်တော်ရဲ့ channel ထဲမှာပထမရက်တည်းကကျွန်တော်တင်ပြီးသားလေးဖြစ်တယ်နော်ဒါလေးကိုသိကျင်တဲ့အကူမများတိုင်းကလည်းဇာတို့ကိုလိုက်ထိုးခြင်းနဲ့ဆိုတဲ့အကူမများတိုင်းကဝင်ကြည့်သွားနော်ကျွန်တော်တို့မနက်ဖြန်ဒီနေ့ကနေအဖွင့်နေမှာကျွန်တော်အကြိုက်ဆုံးဗျာနော်ကိုယ့်အကူမတွေအတွက်ကိုအကြိုက်ဆုံးအထူးရှယ်နှစ်ကွက်လဲရှိတယ်နော်ဒါလေးကတော့ကျွန်တော်အကြိုက်ဆုံးနှစ်ကွက်ပေါ့ကျန်တဲ့အကွက်ကလေးကတော့ကိုယ့်အကူမတွေကထိုးကြီးလေးပဲကာယုံပဲထိုးဈေးဖို့ပဲထိုးနော်ဒါလေးကတော့ကျွန်တော်အရန်ကွက်ကလေးဖြစ်တယ်ဗျာဒါပေမဲ့လည်းတခုရရှိတယ်ဗျာကျွန်တော်အရန်ကွက်ဆိုပြီးတော့ဒါပေမဲ့ထွက်သွားရင်အရန်ကွက်တွေကတော့အထွတ်များတယ်ဒါကတော့ကိုယ့်အကူမတွေစံနှရှိသလိုလိုက်စော်ပေါ့ဗျာနော်900ဘူးတက်နိုင်တဲ့ကူမများတိုင်းကလည်း900ဘူးလိုက်ထို့နော်1000ဘူးတက်နိုင်တဲ့လူကလည်း1000ဘူးလိုက်ထို့ပေါ့နော်ကိုယ့်ကူမတွေကအခုဒီဗီဒီယိုကြည့်နေတဲ့ဘေး900 1000ကူမပဲရှိတယ်နော်ကိုလင်းကိုတပြားတစ်ချက်မှပေးစရာမလိုဘူးကိုလင်းကစေတနာအပြည့်အဝနဲ့လာရောက်မျှဝေပေးနေတာနော်ကိုလင်းကိုကိုကူမတွေကစေတနာကိုနားလေတဲ့သဘောပေါက်တယ်ဆိုတဲ့ကူမများတိုင်းကကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားမယ်နော် share သွားမယ်ဆိုရင်ပဲကိုလင်းကကျင်းနေပြီဒါလေးကိုကျွန်တော်လိုချင်လို့ပဲမျှော်လင့်ပါတယ်နော်ကိုကူမတွေကျွန်တော်ဘေး900 1000ပေးစရာမလိုဘူးနော်ကျွန်တော်နေ့တိုင်းတင်ပေးသွားမယ်ဗျာနော်ကျွန်တော်တို့မနှက်ဖြန်အဖွင့်နေ့မှာလဲကျွန်တော်အကြိုက်ကတော့လုံးဝအဆင်ပြေလိမ့်မယ်လို့တော့ကျွန်တော်တော်တော်ယုံကြည်တယ်အကောင်းဆုံးလဲကြိုးစားပေးထားတယ်ဗျာနော်ကျွန်တော်တို့မနှက်ဖြန်ကိုယ့်အကူမတွေကမနှက်ဖြန်30ရက်6လ2025နော်တနင်္လာနေ့အဖွင့်နေ့တွေမှာလုံးမအချိန်အနေနဲ့ကတော့1ဘိုင်နဲ့6ဘိုင်လေးဖြစ်တယ်ဗျာ1ဘိုင်6ဘိုင်လေးပါဗျာနော်ကိုယ့်အကူမတွေမှတ်မိတယ်နော်1ဘိုင်6ဘိုင်ကိုကူမာရီကကိုမရရှိတဲ့လုံးမအခြေအနေရှိမယ်ဆိုရင်1ဘိုင်6ဘိုင်နဲ့တွဲဆော့လုံးဝအဆင်ပြေသေးရမယ်နော်ကျွန်တော်ရွေးပေးထားတဲ့အောက်ကွက်ကလေးရတော့ရှိပါတယ်ဒါလေးကိုတော့တေချာလေးလိုက်မှတ်သွားနော်1နဲ့ပတ်သက်လာရင်တင်ထိုးရမယ်အောက်ကွက်ကလေးတွေက1နဲ့13 14နော်1နဲ့ပတ်သက်လာရင်တင်ထိုးရမှာ1နှစ်က13ရဲ့14ရဲ့နော်6နဲ့ပတ်သက်လာရင်6နဲ့63 64နော်6နဲ့ပတ်သက်လို့တင်ထိုးရမှာ6နဲ့63 64 1နဲ့ပတ်သက်လို့တင်ထိုးရမှာ1နဲ့13 14ဒါကတော့ကိုကူမိုင်ဇာတူလေးအားထုတ်ပေါ့ဗျာနော်ကျွန်တော်အထူးရှက်နှစ်ကွက်ကိုလည်းပြောပြသွားမှာဗျာနော်ဒါလေးကိုတော့နည်းနည်းလူလေးဆိုအောင်လို့ခဏဆောင်ပါအောင်ဗျာနော်ကိုကူမိုင်အတွက်ကိုမနှက်ပြောင်ကိုလုံးဝအဖွင့်လှစေရမယ်1ဘိုင်6ဘိုင်ကတော့ကိုကူမိုင်စိတ်ချစောနော်ကိုကူမိုင်ကကိုမိုင်ရရှိတဲ့လုံးမအချင်းနေရှိမှဆိုရင်1ဘိုင်6ဘိုင်နဲ့တွဲစော်ဗျာเนาะကျွန်တော်တို့မနှက်ပြန်အဖွင့်နေကိုလုံးဝ share အောက်ွက်ကြီးတွေကိုထိသွားစေရမယ်เนาะ1ဘိုင်6ဘိုင်ကတော့ကိုကူမကြီးစိတ်ချတာဆိုတော့လုံးဝကြားရမယ်
တစ်လဲအားကောင်းတယ်6လဲအားကောင်းတယ်ကိုကူမာရီကကြိုက်နှစ်သက်ရအောင်စော့နော်နှလုံးသလုံးလဲကြိုက်တယ်ဒါပေမဲ့ကျွန်တော်ကမနှက်ဖြန်မှာနော်အထူးရှယ်နှစ်ကွက်ကတော့တစ်ပူးနဲ့6ဘူးဗျာနော်ကျွန်တော်အရှင်းဆုံးပြောရရင်တော့မနှက်ဖြန်မှာတစ်ပူး6ဘူးနော်ကိုကူမာရီမနှက်ဖြန်အဖွင့်နေ့တွေမှာလုံးဝအာစရာမလိုတဲ့အထူးရှယ်နှစ်ကွက်ကတစ်ပူးနဲ့6ဘူးနော်တစ်ပူးနဲ့6ဘူးကိုကူမာရီကတင်ပြီးတော့စော့အာစရာလည်းမလိုဘူးဗျာနော်တင်းနဲ့ပတ်သက်လာလို့တင်ထွတ်မဲ့ကွက်ကလေးလေးရှိတယ်နော်1နှစ်13 14 6နှစ်63 64အဲ့3ကွက်ကိုလည်းကိုကူမာရီကဇာတူလေးအာပြီးတော့လဲထိုးတာနော်ကိုတက်နိုင်တဲ့လောက်ထိုးတာပေါ့ဗျာနော်9ဘူးတက်နိုင်တဲ့ကိုမများတိုင်း9ဘူးထိုးပါ9000ဘူးတက်နိုင်တဲ့ကိုမများတိုင်းက9000ဘူးထိုးပါနော်ကျွန်တော်ကတော့ကိုကူမာရီကိုအများနဲ့ကြိုးစားပြီးတော့လာမဲ့ပွဲမှာလုံးဝအဆင်ပြေသေးရမယ်လုံးဝကိုကူမာရီကိုဝေရုပ်ပိုက်နိုင်အောင်နော်အမြဲမြဲကြောင်လို့ကျွန်တော်ကကိုလင်းကနေကြိုးစားတော့ပေးမယ်နော်ဇာတုပတ်သီးကိုလိုက်ထိုးလို့ရှုံးတယ်ဆိုတဲ့အကူမများတိုင်းရှိပါရဲ့ဗျာနော်ဇာတုပတ်သီးကြောင့်ရှုံးတယ်ဆိုတဲ့အကူမများတိုင်းကိုလည်းတပြားတစ်ချက်မှပေးစရာမလိုဘူးရုံရုံကြီးနဲ့လိုက်စော့နော်ကျွန်တော်ရဲ့ channel ထဲမှာတင်ပြီးသားပထမရက်ကကျွန်တော်တင်ထားတဲ့ဗီဒီယိုလေးရှိတယ်နော်အဲ့ဒါလေးကိုမဖြစ်မနေဝင်ကြည့်သွားဇာတုပတ်သီးရဲ့100ခိုင်နှုန်းစိတ်ချလိုက်စော့လို့ရမယ်ဇာတုပတ်သီးရှိတယ်လုံးဝအဆင်ပြေသေးရမယ်နော်ပွဲတိုင်းလည်းကျွန်တော်ဇာတုပတ်သီးကိုမဖြစ်မနေတင်ပေးသွားမယ်ဒါလေးကိုလာရောက်မျှဝေပေးတာပါကျွန်တော်ရဲ့ channel လေးကိုအသစ်ကလေးမဲ့လို့လဲကိုကူမာရီကနော်စာဝရိုင်းမိနစ်ကတင်ကျွန်တော်တေချာလေးပြောပြတာရယ်နော်စာဝရိုင်းကလေးနှိပ်တာပြီးရင်အများအားတွေ့ကျင်တယ်ဆိုရင်တော့ဘေးရနိုဘယ်ခေါင်းလုံးလေးကိုနှိပ်ထားမယ်ဆိုရင်ကျွန်တော်တင်ပေးတဲ့2D နဲ့ပတ်သက်တဲ့အရာတိုင်းဗီဒီယိုတိုင်းကိုကိုကူမာရီတွေ့ရှိရမယ်သိရှိရမယ်နော်ကဲဒါလေးပါပဲနော်ကဲကျွန်တော်တို့မနက်ဖြန်တနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်တို့ပြုံးနဲ့အောင်ပွဲခံနိုင်ပါသေးလို့ကိုလင်းကနေစုမကောင်တောင်းလိုက်ပါတယ်ကဲအားလုံးကိုဒီနေရာလေးပဲနှုတ်ဆက်ခွင့်ပြုပါဗျအားလုံးကိုပတ်မြင်ပါ